Franz Kafka ပြောခဲ့ဖူးတယ်ဘဝဆိုတာမျက်နှာဖုံးပါတီတစ်ခုမှမတည်ပဲမျက်နှာအစ်စ်နဲ့ပွဲတက်လာမိတဲ့ကိုရှက်မိတယ်ဆိုတဲ့စကားကဘလောက်မှမှတ်လိုက်တယ်လေအယိုးသားဆုံးပြောရရင်တခါတလေတကယ်ကိုအဲ့လိုခံစားရလို့ပါပဲလူတိုင်းကကိုယုံကြည်မှုအပြည့်နဲ့ဘလို့မှထိရစရာမရှိအောင်ပြည့်စုံနေတယ်လို့မျိုးဟန်ဆောင်နေကြတယ်အဲ့ဒီမှာကိုကရိုးသားတဲ့အသွင်နဲ့ရောက်လာခဲ့ပြီးလူတွေကဒါကိုပဲလူကျင်ကြလိမ့်မယ်လို့ထင်ခဲ့မိတယ်ဒါပေမဲ့ကိုရဲ့စစ်မှန်မှုကိုပြလိုက်တဲ့အခါလူတွေကအနေရခက်သွားကြတာကိုသိလိုက်ရတယ်ဒါနဲ့ပဲကိုရဲ့ရိုးသားမှုကိုနည်းနည်းလေးရှော့ချလိုက်တယ်အပြုံးပိုများလာမယ်စကားနဲသွားတယ်ကိုအတွက်မရည်ရွယ်ထားတဲ့နေရာတွေနဲ့အတင်းဝယ်ဆန့်လို့စူးစမ်းလာရတယ်ဒီလိုနဲ့ခဏတော့အဆင်ပြေသွားပဲနဲ့နောက်တော့ဒီမျက်နှာဖုံးကြီးကလေးလန်းလာပြီးကိုပြန်လွှမ်းမိတယ်အဲ့ဒီခါကျမှတကယ်ကိုသဘောပေါက်သွားတယ်ရိုးသားစွာတက်ရောက်လာလို့ကိုကမှားနေတာမဟုတ်ဘူးကိုကလူတိုင်းအတုအယောက်တွေနဲ့ဟန်ဆောင်နေကြတဲ့ကဘာကြီးမှာငါဟာဘဒူလဲဆိုတာကိုမမေ့သေးတဲ့ရဲရင့်တဲ့လူနဲဆိုထဲမှာပါဝင်နေတာပဲလူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေကြားမှာကိုယ့်ရဲ့စစ်မှန်မှုကိုထိန်းသိမ်းဖို့ခက်ခဲနေတဲ့မင်းရဲ့တငယ်ချင်းကိုပြန်ပြီး share ပေးလိုက်ပါ